မိစ္ဆာဘရင်ဦးဆောင်တဲ့မိစ္ဆာအုပ်လိုက်ကြီးကလည်းတပြေးပြေးနဲ့နီးကပ်လို့လာနေခဲ့ပါပြီအဲ့ဒါနဲ့ဝက်ကလည်းရေဒီပါတွေတောက်ပြီးတော့မိစ္ဆာတွေစီကိုကွီးနေထူးနိုင်စတိုင်နဲ့တလန်းချင်းလှမ်းသွားလိုက်ပါတယ်ပေချမ်းရွာကပေးလိုက်တဲ့သူရဲကောင်းမှတ်သားအလံကိုလည်းဝိယုံလှုပ်ပြီးတော့ခြုံလိုက်သေးတာပါအဲ့တော့မိစ္ဆာဘရင်ကကလေးတွေကိုတောင်းပါတယ်ဝက်ကလည်းတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ကွီးနဲ့ရှင်ဖိုက်ခြင်းအခုလိုဖော်မဲကြိုက်မှာမင်းပေါ်တာတွေပါခေါ်ခဲ့လိုက်ကွာဆိုပြီးတော့စိန်ခေါ်ထည့်လိုက်ပါတယ်အဲ့ဒါနဲ့မိစ္ဆာဘရင်လည်းထားယူလိုက်ပြီးတော့အောင်မစောက်ကြီးစောက်ကျန်တယ်မအေးဘေးဝက်ကများမင်းဘာကောင်မလို့လဲလို့မေးလိုက်တော့ဝက်ကလည်းငါမှအကွက်ကြီးတစ်ကွက်ရှိတယ်အေးပွေးကွက်တော့မဟုတ်ဘူးနော်သိဖို့လို့ပြန်ပြောလိုက်ပါတယ်အိုင်နောက်ဝက်ကအီမီဆန်ကောအီဆန်ကောကော်လောပေါ်ပေရှိဘိုးဗလန်မျိုးမိကိုတို့စောက်ကျိုးနဲကုန်ကြီးဆိုပြီးတော့သူ့ဖေတင်ထားတဲ့ဂါရာကိုရွတ်လိုက်တာစူပါဂျူပါဝက်မိတ်ဆာကြီးဖြစ်သွားခဲ့ပါတော့တယ်အိုင်နောက်မိတ်ဆာနောက်လိုက်ငယ်သားတွေအတွင်းအားရောအပြင်အားရောအကုန်လုံးစုပြီးတော့မှုတ်ထုတ်ပစ်လိုက်ပါတယ်မိတ်ဆာပြင်ကိုလည်းတက်ခွာပြီးတော့နှစ်ဖူးနဲ့ပြစ်ဆောင်ထားလိုက်ပါတယ်ဒါမဲ့ဟိုမိတ်ဆာမာလာပါကြီးဆိုတော့ဝက်ကောင်းထက်ပိုမာနေတာပါပြန်တိုက်ထလိုက်တာမိုင်း20ကိုတိုင်မကွယ်ပဲနဲ့လွင့်ထွက်သွားရပါတယ်အာနဲ့မိတ်ဆာဘင်ကလည်းသူ့လက်နက်ကြီးကိုထုတ်ပြီးတော့ဝက်သားတုပ်လို့ဖို့ပြင်နေတော့မှဖားကပြေးချလာပါတော့တယ်အိုင်နောက်ဘိုးဖလန်မျိုးမိကိုတို့စောက်ကျိုးနေကုန်ကြီးဆိုပြီးတော့လိုက်ရွတ်ပြီးတော့ဝက်ရက်ခရာကိုတဲ့ဝင်ချသွားတော့တာပါ